Okay. So, YouTube channel ပြန်ပြီးတော့ကြိုဆိုပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ကတော့တော်တော်များ trader တွေတည်ပြီးသားဖြစ်တဲ့လောက powerful ဖြစ်ဆုံးပေါ့နော်။ကျွန်တော်တို့ရဲ့ trade ဒီမှာ entry ဝင်တဲ့အခါကျရင်လောက powerful ဖြစ်ဆုံးတကယ်ကို market မှာအလုပ်လုပ်ဆုံး market ရဲ့ trade entry ရှာတဲ့ပုံစံလေး concept တစ်ခုကိုကျွန်တော်ပြပြမျိုးပေါ့နော်။ဒါကတော့ဘယ်လိုမျိုးလဲဆိုတော့အဓိကကျွန်တော်တို့က basic လို့ခေါ်တဲ့ market ရဲ့လောက trend line တွေ support resistance တွေကို define လုပ်ပြီးတော့ကျွန်တော်တို့က market မှာ information ချခါကြရင် decision တွေချဖို့အတွက်အသုံးပြုတဲ့ reason တစ်ခုပေါ့ဆိုတော့ဒီလိုမျိုး trade ပုံစံ trade ရဲ့ entry တစ်ခုကိုကျွန်တော်တို့ဘယ်လိုမျိုးစဉ်းစားရမလဲဆိုတာအစကျွန်တော်အသိစိတ်ပြန်ပြီးတော့ sharing လုပ်ပြီးပေါ့နော်တော်တော်များလူတွေကတော့ဒီ concept ကိုတီးတော့တီးကြတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့လက်တွေ့အသုံးမချတတ်ကြတာပေါ့ဆိုတော့အဲ့ဒါကဘာဖြစ်သွားလာလဲဆိုတော့ကျွန်တော်တို့ကတစ်ခါကျရင်တချို့အရာတွေကိုတီးုံတီးကြတာတကယ်ကြတော့ market မှာလက်တွေ့အသုံးချတတ်တော့ profit လေးတွေမရတာလို့ဆုံးဖြတ်ချက်မှားသွားတာလို့ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့ဥပမာကျွန်တော်တို့ trader တွေတော်တော်များများတီးကြတဲ့ concept တစ်ခုဆိုတော့ဘာလဲဆိုတော့ market က up trend သွားနေတယ်ဆိုတော့ market က up trend သွားရင်ဆို higher high higher low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  နဲ့ဆို market က up trend သွားနေတယ်ဆိုတော့ market က down trend သွားနေဆို market က lower low lower high lower low lower high lower low lower high ပုံစံနဲ့ကြာနေ market က down trend သွားနေဆိုတော့အဲ့ဒီမှာ market ရဲ့ trend တရားပြောတာ market ရဲ့ trend ဆိုတာဘာလို့ဆိုလိုတာလဲဆိုတော့ trader တွေတော်တော်များမသိကြဘူးနားမလဲကြဘူးအဓိကတော့ English စကားပေါ်ဖြစ်သွားတာလဲပါတော့မလို့ trend ဆိုတာတရားပြော market ရဲ့လားရကိုပြောတာလားရဆိုတာဥပမာ market ကအတက်ဘက်လားရသွားနေတာလားအကျဘက်လားရသွားနေလားဆိုတော့ကျွန်တော်သိဖို့အတွက် trend ကိုတေချာလေးကြည့်ဖို့လိုတယ်ဒီ trend က base strategy မှာပဲဖြစ်ကျွန်တော်တို့ကလုံးဝ basically အခြေခံချတဲ့အချက်ဒီ trend ကိုကျွန်တော်တေချာမတုံ့တက်တာဘူးဆိုရင်ကျွန်တော်ကလက်တွေ့ market ရောက်ရင်ကိုယ့်ရဲ့ market လားရကဘေးကိုသွားနေတာလဲဘာ information ပေးနေတာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကသိလိမ့်မှာမဟုတ်ဆိုတော့ထားပါတော့ကျွန်တော် trend ရလားရသိဖို့ဆိုရင် market က higher high higher low higher high higher low higher high higher low နဲ့တက်နေ market ကိုကျွန်တော် up trend ဆိုတော့ market က lower low lower high lower low lower high lower low lower high နဲ့ကြာနေ market က down trend ဒါဆိုကျွန်တော်က trend ဆိုတဲ့လားရသိပြီဆိုတော့ကျွန်တော်နောက်တစ်ခုဘာသိဖို့လိုလဲဆို support resistance ဆိုတဲ့အရာ support resistance ဆိုတဲ့အရာဘာကိုညီညွှန်းတာလဲဆိုတော့တနည်းအားဖြင့်ပြော support ဆိုတာကျွန်တော်တို့ buyer အားတွေရှိတဲ့နေရာဘယ်နေရာမှာဝယ်လိုအားသမားတွေရှိနေတာလဲ resistance ဆိုတာဘယ်နေရာမှာရောင်းလိုအားသမားတွေရှိနေတာလဲ seller တွေရှိနေတာဆိုတော့ကျွန်တော် confirmation လုပ်ဖို့ကျွန်တော်အဓိကသုံးတဲ့ဟာဆိုတော့ထားပါတော့ support resistance တွေလူတော်များကြတော့တစ်ခါကျရင်အရင်တော့က concept မှာကျတော့ထိချက်များတဲ့ level တွေနဲ့ဆွဲကြတာပေါ့ဒါပေမဲ့ကျွန်တော်လက်တွေ့ market မှာထိချက်များတဲ့ level တွေကိုဆွဲတာတဲ့ဆိုင်ရင်ကျွန်တော်တကယ်လက်တွေ့ market မှာအလုပ်လုပ်ခါကျရင် higher high higher low lower low lower high ဆိုတဲ့ကျွန်တော်ရဲ့ market trend line ရနဲ့ပေါင်းပြီးတုံးတာပို့ပြီးတော့အထီရောက်ဆုံးဖြစ်တာပေါ့နော်ဆိုတော့ထားပါတော့ကျွန်တော်တို့ up trend market မှာ resistance support ကိုဘယ်လို confirm လုပ်မယ်ဆိုရင်ဒီကောင် higher high ဖြစ်သွားတာ resistance higher low ဖြစ်သွားတာဒါ support higher high ဖြစ်သွားတာ resistance higher low က support ဆိုတော့ဒီဘော up trend မှာ higher high က resistance higher low က support ဆိုတော့ဒီဘောဒီ support level ကဘာကိုကိုစားပြုလဲဆိုတော့ market မှာဝယ်လိုအားသမားတွေရှိတဲ့နေရာလို့ကိုစားပြုတယ်အကယ်လို့ market ကဒီ support level higher low level တွေက market က break down ဖြစ်သွားပြီးဖောက်ဆင်းသွားပြီဆို market မှာတနည်းအားဖြင့်ပြော market ကအတက်ကနေအကျဘက်900ပြောင်းတော့မယ်အကျကနေအတက်ဘက်900ပြောင်းတော့မယ်ဆိုပြီးတော့ confirmation ပေးလေးရှိတယ်ဆိုတော့ဒီမှာဆိုရင် higher high higher low ဒါဆို support ဝင်ကြည့်တနည်းအားဖြင့်ပြောတော့ market ရောင်းလို့ဝယ်လို့သမားတွေရှိနေနေဆိုတော့ market မြေဆုံးစီဖြစ်သွားတာ higher high က resistance ဆိုတော့ဟုတ်ပါပြီထားပါတော့ဒါဆိုကျွန်တော်တို့က down trend မှာဆိုဘယ်လိုမျိုးကြည့်မှာလဲ down trend မှာဆို market lower low ဖြစ်သွားတာ support lower high ပြန်တက်တာ resistance ဒီကောင် lower lower support lower high က resistance lower lower support lower high က resistance ဆိုတော့ဒီကောင် support resistance ဒါကပုံမှန် basically တိကျတဲ့လူတွေတော်တော်များတိကျတဲ့ concept တစ်ခုပေါ့နော်ဆိုတော့ထားပါတော့ကျွန်တော်က support resistance နဲ့တိသွားပြီ market ရဲ့ line တနည်းပြော market အတက်ဘက်သွားနေ higher high higher low နဲ့တက်နေတာလည်းတိပြီ market အကျဘက်သွားနေပြီဆိုရင် lower low lower high နဲ့ကျနေတာဆိုလည်းတိပြီဒါဆို market ကအတက်ကနေအကျဘက်သွားမယ်ဆိုလာရဘယ်လိုမျိုးချိန်တာလဲ market information ဘယ်လိုမျိုးပေးလေးရှိတာလဲဆိုတော့ market ကအတက်ကနေအကျဘက်သွားတော့မယ်ဆို market ကဥပမာ higher high higher low higher high higher low higher high နဲ့တက်လာ higher high ကနေ market ကအမြင့်ဆုံးစီတနည်းအားဖြင့်ပြောတော့ဝယ်လိုကအရန်များတဲ့စီရောက်သွားရင်ရောင်းလိုအားသမားတွေကပြန်ပြီးရောင်းချလိုက်တော့ market က higher high နဲ့ higher low ဆိုတဲ့ support level တစ်ခုဒီဘက်မှာကြည့်မယ်ဆိုဒီ higher low ဆိုတဲ့ support level တခု market break out ဖောက်ထွက်ထားတော့ lower low lower high ပုံစံနဲ့ market ကကျလာခဲ့တယ်ဆိုရင်တနည်းအားဖြင့်ပြော market က up trend နဲ့ down trend သွားမယ်ဆို market က higher high ဆိုတဲ့ resistance higher low ဆိုတဲ့ support level ကို break out ဖောက်ထွက်သွားပြီဆိုတာနဲ့ market ကအတက်ဘက်ကနေအကျဘက် trend line ပြောင်းသွားတယ်ဒါဆိုကျွန်တော်ကဘာလုပ်လဲဆို lower low ဖြစ်သွားပြီဆိုရင်အဲ့ဒီ structure မှာ lower high ဆိုတဲ့နေရာမှာကျွန်တော်တို့ကအယောင် entry တွေထိုင်လို့ရဒါပေမဲ့တခုရှိတာပြဿနာကဘာလဲဆိုတော့လူတော်များတခါကျရင် trend line ကိုကြည့်ခါကျရင် multiple time frame မသုံးမနဲ့ကြည့်
ဆိုတော့အခါကျတော့ဘာဖြစ်တာလဲဆိုတော့ဥပမာကျွန်တော်တို့က higher time frame movement ရဲ့ trend line အောင်မသိဘဲနဲ့ lower time frame မှာပဲအချိန်ပြည့်သွားပြီးတော့ entry ဝင်မှုစဉ်းစားနေတဲ့လူတွေအတွက်ကတကယ်ကိုထောင်ချောက်တစ်ခုလိုဖြစ်သွားတတ်တာပေါ့နော်အဓိကကဘာလဲဆိုတော့ဒီ major resistance support မှာတုံးရလို့ပဲ sorry resistance support မှာလည်းသူက2မျိုးရှိတယ် major နဲ့ minor ဆိုပြီး2မျိုးရှိတယ်ကျွန်တော်တို့ trend line ရမှာဆိုလဲ major နဲ့ minor ဆိုပြီး2မျိုးရှိတယ်ဆိုတော့အဲ့ဒါကိုတို့အများတစ်ခါကြမသေးခွဲကြဘူးပေါ့နော်ဆိုတော့ထားပါတော့ဒါဆိုကျွန်တော်က higher low higher high higher low ဆိုတဲ့ support level တစ်ခု break out ဖောက်တော့တိုင်းဆိုရင် market ကအတက်ဘက် trend line ကနေအကျဘက် trend line ကိုပြောင်းသွားပြီဒါဆိုကျွန်တော်က lower low ဆိုတဲ့ new lower low စဖြစ်သွားပြီဆိုရင် lower high ပြန်လာတာနဲ့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့အယောင် entry တွေထိုင်လို့ရတယ်အဲ့တော့ကျွန်တော်က up trend နဲ့ down trend chain တွေကိစ္စသိပြီဆိုကျွန်တော်တို့က market မှာ down trend နဲ့ up trend market ရဲ့လာရဘယ်လိုမျိုး chain သွားတာလဲဆိုတော့ market ကဥပမာ lower low lower high lower low lower high lower low နဲ့ကြာလာတယ် support level ဒီနေ့ပြောတော့ where lower သမားတွေရှိတဲ့ level ရောက်တော့ market ဆက်ပြီးတော့မကျနိုင်ပြန်တယ် market က lower high ဆိုတဲ့ resistance level ကို break out ဖောက်တော့ new higher high ဖြစ်သွား higher high ဖြစ်သွားတော့ resistance ဆိုတဲ့ရောင်းလိုသမားတွေရှိတဲ့နေရာကို break out ဖောက်တော့ယူဆချက်ကြောင့် market က higher high ဖြစ်သွားပြီဆိုတာ down trend လို့ခေါ်တဲ့အကျဘက်ကနေအတက်ဘက်လာရပြောင်းသွားတယ်ဒါဆိုကျွန်တော်တို့ higher high နဲ့ higher low ပြန်လာတဲ့ level မှာကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ aware entry တွေစဉ်းစားလို့ရဆိုတော့ကျွန်တော်တို့ higher low မှာဝယ်ပြီးတော့ market ပြန်ပြီးတော့ higher high higher low နဲ့တက်သွားရင်ဆိုရင်ကျွန်တော်တို့ဒီမှာဝယ်ခဲ့ရင်တော့ profit ရအောင်ပေါ့နော်ဆိုတော့ထားပါတော့ဒါက market ကအတက်ကနေအကျဘက်သွားတဲ့လာရနဲ့အကျကနေအတက်ဘက်သွားတဲ့လာရဆိုတော့ကျွန်တော်အတက်ကနေအကျဘက်သွားမယ်လာရဆို market တခုကဘေကောက် break out ဖောက်တော့ရင် down trend chain သွားလဲဆိုတော့ market က higher low ဆိုတဲ့ support level တခုကို market က break out ဖောက်တော့ပြီဆိုရင်အတက်ကနေအကျဘက်သွားတယ်ဆိုတော့အကျကနေအတက်ဘက်ဆိုရင် market ကဘေကောက် break out ဖောက်တော့ရင်trend chain သွားလဲလာရ chain သွားလဲဆို market က lower high ဆိုတဲ့ resistance level တခုကို break out ဖောက်တော့ပြီဆိုတာနဲ့ market က higher high higher low ပုံစံနဲ့အတက်ဘက်သွားပြီဆိုရင်အဲ့ဒါ market က down trend နဲ့ up trend chain သွားတယ်ဆိုတော့ဒါဆိုကျွန်တော် trend chain နဲ့လာရတွေလည်းတည်ပြီး market up trend နဲ့ down trend ဘယ်လို chain တာလဲ down trend နဲ့ဘယ်လိုမျိုး up trend chain တာလဲဆိုတာတည်ပြီးဒါဆိုကျွန်တော်က lower high level နဲ့ higher low level မှာရောင်းလို့ရတယ်ဝယ်လို့ရတယ်ဆိုတာကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ကဘယ်လိုမျိုးဝယ်ရမှာလဲရောင်းလို့ရမှာ sorry ရောင်းလို့ရမှာလဲဝယ်လို့ရမှာလဲဆိုတဲ့ concept ကိုကျွန်တော်နားလည်တာဘူးလဲလွယ်အဲ့ဒါတော့တော်တော်များ basically အခြေခံကြားတဲ့အချက်တွေကိုဒီ YouTube တော်တော်များများမှာသင်ထားပေးတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့သူတော်တော်များတခါကျရင်နားမလည်တာတွေလည်းဖြစ်မယ်ထို့ကြောင့်လည်းတေချာ market မှာမမြင်တတ်တည်တာလည်းပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်အဲ့ဒီ basic rule လို့ခေါ်တဲ့ကျွန်တော်တို့တနည်းအားဖြင့်ခေါ်တာ market lower high ကဘယ်လောက် level ထိပြန်လာရင်ငါတို့ရောင်းလို့ရတယ်လဲ market က higher high နဲ့ higher low ဘယ်လောက် level ထိပြန်လာရင်ငါတို့ဝယ်လို့ရလဲဆိုတဲ့ concept တစ်ခုကိုကျွန်တော် free ပြောပြသွားမယ်ပေါ့နော်ဒါကတော့ free ပြောပေးထားတဲ့လူတွေအတွက်ပါ sorry ဒီကတော့ဒီ YouTube မှာ free တွေတော်တော်များပြောပေးတာပါပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒါဆို market တစ်ခုမှာကျွန်တော်တို့တွေ့ရမှာ market ထားပါတော့ major support level တခုရှိမယ် major resistance level တခုရှိတယ်ဆိုတော့ market တစ်ခုကအကျဘက်ကျလာတယ် market တစ်ခုကအကျဘက်ကျလာပြီဆို lower low lower high lower low lower high lower low နဲ့ကျလာတယ် market major support level ရောက်တော့ဝယ်လိုသမားတွေကပြန်ပြီးရှိသွားတော့ market lower low ကနေ lower high ပဲ market ကဒီ history က resistance level တခုလဲ market က break out မဖောက်တော့ဘူး market က lower high ကနေ lower low ပြန်သွားလာဆို lower low ပြန်မသွားဘူး higher low ပဲဖြစ်တယ် higher low ကနေ market major resistance level တခု break out ဖောက်တော့ရင်မှာ higher high higher low ပုံစံနဲ့ market က higher high higher low ပုံစံနဲ့ market ကတက်တော့အမြင့်ဆုံးစီရောက်တော့ market ဆက်မတက်နိုင်တော့ပဲ market higher high နဲ့ပြန်ပြီးတော့ down trend chain structure chain သွားပြီးတော့မှ lower low lower high ပုံစံနဲ့ market ကပြန်ကျလာတယ်အဲ့ခါကျရင် market က major resistance level တခုရ higher high နဲ့ higher low ဘယ်လောက် level ထိပြန်လာလဲဆိုတော့ market ဒီကျွန်တော်တို့ရဲ့တနည်းအားဖြင့်ပြော market ကဒီ resistance ကို break out မဖောက်တော့ခင် market က lower high ကနေ higher low ဖြစ်တဲ့ပထမအဆုံး key zone ဖြစ်ခဲ့တဲ့ define နေရာကို market ပြန်ပြီးတော့ retest လက်ထိတွားပြီးတော့ market ဟိုမှာ higher high sorry lower high higher low higher high ပုံစံနဲ့ market ကအတက်ဘက်တက်သွားအဲ့ဒါကြောင့်ကျွန်တော်တို့က market က down trend ကနေ up trend chain သွားတဲ့နေရာမှာကျွန်တော်တို့ကဘယ်လိုမျိုး entry ဝင်မှာလဲတရားပြော market ဒီ lower high ဆိုတဲ့ resistance level တခုကို break out ဖောက်တော့ဆို higher high နဲ့ higher low ဘယ်နေရာလောက်မှာငါတို့က entry ဝင်မှာလဲဆိုတာကျွန်တော်တို့ကသိချင်တယ်ဆိုရင် market တခုကဒီကောင် resistance level တခုကို break out မဖောက်တော့ခင်ပထမအဆုံးအားယူခဲ့တဲ့ zone လို့လည်းခေါ်တယ်တနည်းအားဖြင့်ပြောကျွန်တော်တို့က down trend နဲ့ up trend နေရာမှာဆိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ lower high ကနေ higher low ဖြစ်တဲ့ zone ကိုကျွန်တော်တို့ရဲ့ပထမအဆုံးတက်ကြဖြစ်တဲ့ zone တနည်းအားဖြင့်ပြောကျွန်တော်ရဲ့ key zone define နဲ့ကျွန်တော်တို့ကအခေါ်အဝေါ်လေးလုပ်ကြတယ်ဆိုတော့ဒါဆိုကျွန်တော်တို့ကဘာလို့ရဆို market တခုကအတက်ဘက်တက်သွားပြီးတော့အကျဘက် retracement higher high နဲ့ higher low ပြန်လာတဲ့ movement တွေ့မယ်ဆိုတော့ကျွန်တော်တို့ဒီမှာဝယ်လို့ရတယ်ဆိုတော့ကျွန်တော် short lot ကိုဒီမှာဒီအနည်းဆုံး support level မှာကျွန်တော်ထားမယ် market ကို transfer တစ်ခုထိနောက်ထပ် higher high တက်သွားမယ့် movement တစ်ခုထိ follow လိုက်ဒါဆိုကျွန်တော် market ကနေ risk and reward တစ်ခုနဲ့ market ကနေ profit ဖြစ်သွားဒါကခင်ဗျားတို့ပွင့်လင်းပြော multiple time frame သုံးတဲ့အခါကျရင်ဒါကဥပမာကျွန်တော်တို့တနာရီ time frame 4နာရီ time frame မှာတွေ့ရတယ်ဆိုပေမဲ့ကျွန်တော်တို့ daily time frame မှာဘယ်လိုမျိုးတွေ့ရမလဲဆိုတော့ market တစ်ခုက higher high နဲ့ higher low ပြီးသွားရင် market ကပြန်တက်သွားတဲ့ structure ကိုခင်ဗျားတို့တွေ့ရလိမ့်မယ်အဲ့ခါကျရင် तू ကဘယ်လောက် level ထိဒီမှာ higher high နဲ့ higher low ဘယ်လောက် level ထိပြန်လာလဲကျွန်တော်သိချင်ရင်ကျွန်တော်တို့ multiple time frame လို့ခေါ်တဲ့ time frame နဲ့အားလုံးခြုံငုံပြီးသုံးသပ်မှသာလေ
lower time frame မှာ market ရဲ့ဒီ lower high ဆိုတော့ resistance level တခုကို break out မဖောက်ထွက်ခင်ပထမဦးဆုံးအားယူခဲ့တဲ့စုံကိုခင်ဗျားတို့ retest လက်ထိအောင်တွေ့ရလိမ့်မယ်အဲ့ဒါမှသာလေ market ပြန်ပြီးတော့အကြကနေအသက်ပဲပြန်ပြီးတော့ retracement ပြန်လာပြီးတော့အသက်ပဲပြန်သွားတော့တွေ့ရမယ်အခါကျသတိထားမှာခင်ဗျားတို့ multiple time frame မသုံးတော့ဆိုရင် trader တွေအများစုကဘာတွေ့ကြလဲဆိုဒီနေရာရောက်သွားရင် lower high ဆိုရဲ support level တခုကို sorry higher low ဆိုရဲ support level တခုကို break out ဖောက်ထွက်တာဖြစ်တဲ့အတွက် lower low lower high ပုံစံနဲ့ရောင်းကြတယ်အပေမဲ့အဲ့ဒါသတိထားဘာလို့လဲဆိုတော့ major trend ရ daily trend ရ market higher high နဲ့ higher low ပြန်လာတာဖြစ်တဲ့အတွက်ခင်ဗျားတို့ကဒီမှာရောင်းရင်အဲ့ဒါတွေကတနည်းအားဖြင့် counter trade လို့ခေါ်ရတဲ့အရာဒီမှာရောင်းတဲ့အခါမျိုးမှာခင်ဗျားတို့က short lot ဒီမှာထားတယ်အကယ်၍ market ပြန်ပြီးတော့မကြတော့ retracement ဒီလောက် level ကြီးပြန်မလာပဲတက်သွားရဲဆိုခင်ဗျားတို့ trade entry က short lot ထိဖို့ရခိုင်တော့အရင်များတယ်ဆိုတော့ကျွန်တော်ဒီမှာရောင်းမယ်ဆိုရင်ခင်ဗျားတို့သတိထားမှာ market က daily time frame က higher high နဲ့ higher low ပြန်လာနေတဲ့ movement ဖြစ်တာဖြစ်တဲ့အတွက်ငါတို့ကဒီမှာရောင်းရင်တော့အနေနဲ့များတယ်တကယ်လို့ရောင်းလို့ market ကျသွားရဲဆိုရင် TP တွေကိုဒီ support level ဒီ support level တွေလိုက်လို့မရအောင်ဘာလို့လဲ market က retracement daily time frame က higher high နဲ့ higher low ပြန်လာနေတဲ့ movement ဖြစ်လို့ဒါဆိုကျွန်တော်တို့ကဒီမှာပဲကျွန်တော်တို့ TP တက်မှတ်ပြီးတော့ဒီကရောင်းခဲ့တဲ့ဟာကို profit နဲ့တင်ဖို့ရခိုင်နှုန်းလုပ်ဖို့တော့ပို့ပြီးတော့များတာပေါ့နော်ဆိုတော့ထားပါတော့ဒါကျွန်တော်တို့က down trend နဲ့ up trend ချိန်သွားတဲ့နေရာမှာပထမဦးဆုံးအတက်ကြဖြစ်တဲ့ zone လို့လည်းခေါ်တယ်ကျွန်တော်တို့ basic entry rule လို့လည်းခေါ်တာပေါ့နော်ကြီးဆုံး define နဲ့ဘယ်လိုမျိုး entry ဝင်ရမယ်ဆိုတဲ့အကြောင်းပြီးတော့ဆိုကျွန်တော်က down trend ကနေ up trend မဟုတ်တော့ဘဲနဲ့ up trend နဲ့ down trend ချိန်ထားပြီးဆိုကျွန်တော်တို့က higher sorry lower low ကနေ lower high ဘယ်လောက် level ဒီပြန်လာလဲကျွန်တော်သိချင်အဲ့ဒါကိုကြီးဆုံး define လုပ်တဲ့ပုံစံကိုကျွန်တော်ပြပြပေးမယ်ဆိုတော့အခုမှ market တစ်ခုက up trend တက်လာ higher high higher low higher high higher low higher high နဲ့တက်လာ market တစ်ခုကအမြင့်ဆုံးစေ resistance level တစ်ခုရောက်တော့ market ကိုရောင်းလို့သမားတွေကပြန်ပြီးရှိသွားတော့ higher high နဲ့ market higher low ပဲပြန်လာတယ် higher low ကနေ market နောက်ထပ် higher high တက်သွားလို့ဆိုမတက်သွားဘူး market lower high ပဲဖြစ်တယ် lower high နဲ့ market ဒီ support level break out ဖောက်တော့တာ lower low lower high lower low နဲ့ပြန်ကျသွားတယ် lower low နဲ့ပြန်ကျသွားတယ် lower low နဲ့ market lower high higher low ပုံစံနဲ့ market အတက်ပဲပြန်တက်လာတယ်ဒီကြီးဆုံး define လောက်ရပြီးတော့မှ market ကပြန်ပြီးတော့အကျပဲပြန်သွားအဲ့ဒါကြကျွန်တော် confirmation ဘယ်လိုမျိုးချရမလဲဆိုအဓိကကျွန်တော်ဒီ time frame မှာကြည့်ရင်တော့ market ကိုတနည်းအားဖြင့်ပြောတော့ဒီ time frame မှာပဲကျွန်တော်ကြည့်မယ်ဆိုရင်ဒီကောင် resistance break out ဖောက်တော့တာ higher high ဆို higher low နဲ့ဝင်ပြီးလိမ့်မယ်ကျွန်တော်ခုနကပြောတော့ပဲခင်ဗျားတို့က multiple time frame သုံးတဲ့အခါကျဒီ transaction တကယ် daily time frame မှာဘာတွေ့ရမလဲဆိုဥပမာ market က higher high higher low higher high နဲ့တက်လာရင် market ကဒီ support level တခုကို break out ဖောက်တော့ရင်မှတနည်းအားဖြင့်ဒီတင်ရပါတော့ support level တခု break out ဖောက်တော့ရင်မှ lower low ကနေ lower high ပြန်လာတဲ့ movement ဖြစ်သွားလို့ lower low ပြန်သွားတာတွေ့ရလိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့က lower time frame ပဲအရင် focus လုပ်ရင်တော့ဒီပြဿနာကိုခင်ဗျားတို့ကြုံရလိမ့်မယ်ဘာပြဿနာလဲဆိုတော့ကျွန်တော် counter trade လို့ခေါ်တဲ့အရာတွေ trade ခါကြရင် market က daily time frame က lower low ကနေ lower high ပြန်လာတာမသိတော့ပဲနဲ့ဒီ lower time frame မှာတစ်ချိန်ဖြုံးနေဆိုဟာဒီကောင် lower high ဆိုရယ် resistance break out ဖောက်တော့သွားတယ် higher high higher low နဲ့ဝယ်ကြပြီးလဲပြီးတော့ market ကအကျပဲသွားရင်ဆို solid ထိဖို့ရခိုင်တော့အရင်များသွားလိမ့်မယ်ပေါ့နော်ဆိုတော့ထားပါတော့အဲ့ဒါကျွန်တော်တို့က resistance support နဲ့ define လုပ်မယ်ဆိုဒီကောင်က higher high ဖြစ်သွားတာ resistance higher low support ဒီမှာ higher high resistance ဒီကောင် higher low support ဆိုတော့ဒီမှာ higher low support ကို market က break out ဖောက်တော့ထားတယ်ဒါပေမဲ့ဒီ transaction မှာကြည့်မယ်ဆိုဒီ higher low support တရားပြောတော့ဝယ်လိုအားရှိတဲ့နေရာတခုကို market က break out ဖောက်တော့ခင်ပထမဦးဆုံး higher low ကနေ lower high ဖြစ်ခဲ့တဲ့ကြီးဆုံးအဲ့ဒါကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့ရဲ့ basic rule ရပထမဦးဆုံးတခြားဖြစ်တဲ့ကြီးဆုံးတနည်းအားဖြင့်ပြောတော့ကျွန်တော်ဆဲဆုံးလို့လည်းခေါ်ကြတာပေါ့နော်ဒါဆိုကျွန်တော်ကဘာလုပ်လို့ရဆို market ကဒီမှာ major support level တခုကို market break out ဖောက်တော့တာ lower low lower high ပြန်လာတဲ့နေရာတနည်းအားဖြင့် lower high ဘယ်လောက် level ဒီပြန်လာတော့သိချင်ကျွန်တော်နောက်ထပ်ဒီ time frame daily time frame မဟုတ်ဘဲနောက်ထပ် lower time frame မတွေ့ရရင်ခင်ဗျားတို့ဒီလိုမျိုး transaction ကိုတွေ့ရလိမ့်မယ်အဲ့ဒါဆိုခင်ဗျားတို့ဘာလုပ်ရဆို lower high ပြန်လာတဲ့နေရာမှာကျွန်တော်တို့အယောင် entry ကိုထိုင်လို့ရတယ် solid ဒီ sorry resistance level မှာထား market ကို transaction တခုဒီ phone လိုက်အဲ့ဆိုကျွန်တော် risk and reward တခုနဲ့ထွက်သွားလိမ့်မယ်ပေါ့နော် profit ထွက်သွားလိမ့်မယ်ဒါကပွင့်နေပြောကျွန်တော် market မှာတော်များများကိုတကယ်အလုံးလုံးတက်ရင် market ရဲ့ trend line တွေ major trend minor trend တွေလည်းကိုကိုပြပြတည်သွားပြီဆိုရင်ဒီလိုမျိုး basic concept နဲ့က market မှာအပတ်တစ်ပတ်ပေါ့နော်တစ်ပတ်ကိုအနည်းဆုံး entry တစ်ချောင်းတစ်ချောင်းတော့အသာလေးပေါ်တယ်ဆိုတော့အဲ့ဒီ entry တွေကိုကျွန်တော်ဘယ်လိုမျိုး define လုပ်ပြီး trade လို့ရတယ်ဆိုတော့ကျွန်တော်ဒီအပတ်တောက်ကြနေ့ညပေါ့နော် maybe 9နာရီကျော်10နာရီလောက်ဖြစ်သွားမယ်ကျွန်တော်အဲ့ဒါဝင်ခဲ့တဲ့ entry trade setter နဲ့ကျွန်တော်ပြန်ပြီးတော့ပြောပြပေးမယ်ကျွန်တော်ဘယ်လိုမျိုးစဉ်းစားပြီးတော့ဒီလိုမျိုး basic concept ကို entry ဝင်ခဲ့တဲ့ဆိုတဲ့အကြောင်းဒါကတော့ကျွန်တော်တနည်းအားဖြင့် market က down trend နဲ့ up trend ချိန်သွားလို့ market higher high နဲ့ higher low ဘယ်လောက် level ဒီပြန်လာလဲသိချင် market က lower time frame မှာ market က resistance level တခု break out မဖောက်တော့ခင် market က lower high ကနေ higher low ဖြစ်တဲ့ zone ကိုကျွန်တော်ပထမဦးဆုံးတက်ကြဖြစ်တဲ့ zone ပြီးဆုံးလို့လည်းခေါ်ရဲနောက်တစ်ခု market က higher low ကနေ higher high အတက်ဘက်သွားကနေအကျဘက်ပြန်သွားသွားဆိုရင် market က higher high နဲ့ higher low lower high ဖြစ်ခဲ့တဲ့ zone ကိုကျွန်တော်ပထမဦးဆုံးတက်ကြဖြစ်တဲ့ zone တနည်းအားဖြင့် sell zone လို့ခေါ်ရဲအဲ့ဒါဆို daily time frame က market major support level တခု break out ဖောက်တော့ lower low lower high ပြန်လာဆိုကျွန်တော်ဒီမှာဘာလုပ်လို့ရလဲဆိုတော့အယောင် entry ထိုင်လို့ရတယ်အဲ့တော့ကျွန်တော် market မှာကျွန်တော်အရင်ဘက်က trade ခဲ့တဲ့ entry setup ကိုပြန်ပြီးတော့ပြောပြပေးမယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော် USD CAD မှာပေါ့နော်
maybe အကောင့် entry ဝင်တဲ့ချိန်အားဒီမှာ9နိုင်ဝန်းကျင်လောက်ဖြစ်နေလိမ့်မယ်ဆိုတော့ထားပါတော့ဒါကိုကျွန်တော်ဘယ်လိုမျိုး concept တွေနဲ့စဉ်းစားခဲ့ပြီးတော့ entry ဝင်ခဲ့တဲ့ဆိုတဲ့ဟာကိုကျွန်တော်အခုခင်ဗျားတို့ကိုပြောပြခဲ့တယ်ကျွန်တော်ပထမဆုံးတခြားဖြစ်တဲ့ key စုံကိုဘယ်လိုမျိုး define လုပ်ပြီးတော့ entry ဝင်လဲဆိုတာပြောပြပေးမယ်ဆိုတော့ဒီ market ပြန်လာသွားတဲ့နေရာကလည်းတရားပြောဒီ uptrend နဲ့ downtrend chain ဆိုတော့ဒီ higher low ကနေ lower high key စုံ define လုပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ကျသွားတဲ့နေရာပေါ့ဆိုတော့ဒါဆိုကျွန်တော် market ကိုဒါအားလုံးကိုကျွန်တော်ပြန်ပြီးတော့ဖြတ်ပေးလိုက်မယ်ဆိုတော့ market ကိုအမြဲတမ်းတိရမှာကျွန်တော် RSI တစ်ခုလုပ်ပြီးဆိုတော့ကျွန်တော်အမြဲတမ်း lower time frame မှာမဲ့အချိန်မဲ့ဖြုံးနေ higher time frame ဆိုတဲ့ movement ကိုကျွန်တော်ပြန်တက်ကြည့်ဆိုတော့ဒါဆိုကျွန်တော် daily time frame လောက်အနည်းဆုံးပြန်တက်ကြည့်လိုက် history က market resistance level တခုကိုလည်း market အကောင်လုံး break out ဖောက်တော့ထားရဲဆိုတော့သူရဲ့ user ချက်ကတကယ်တော့သူကဒါ weekly time frame ရဲ့ structure ဖြစ်သွားလိမ့်မယ်နော် higher lower high ဆိုတဲ့ resistance break out ဖောက်တော့ထားဆို higher high ဆိုတဲ့အမြင့်ဆုံးစီတခုကို market ကရောက်နေတယ် higher high ဆိုရင်အကယ်၍ higher လို့ပြန်လာတဲ့ structure ကိုလည်းခင်ဗျားတို့တွေ့ရလိမ့်မယ် daily ကအဓိက major resistance ကိုကျွန်တော်ကြည့်မှဆိုဒီကောင် break out ဖောက်တော့ထားရဲ higher high higher low ဆိုတော့နီးစပ်တော့ဒီကောင်က higher low support လဲမယ်ဆိုတော့ဒီ time frame structure တွေကပွင့်လင်းပြောကျွန်တော်တို့က daily ရဲ့ major အနေနဲ့တော့မသုံးနဲ့ဘာလို့လဲဆိုတော့ဒီကောင်ကတကယ် major အနေနဲ့သုံးမယ်ဆိုခင်ဗျားတို့ရဲ့4နိုင် time frame ရဲ့ structure ဖြစ်လိမ့်မယ်အဲ့ဒါတခါကျရင်လူတော်များ major နဲ့ minor ကိုမခွဲတတ်တဲ့အထင်းမှာအနေအများတဲ့အပိုင်းပေါ့နော်ဆိုတော့ daily time frame မှာလည်းကျွန်တော်ကြည့်မယ်ဆို higher high ဆိုတဲ့အမြင့်ဆုံးစီရောက်နေတာ higher high ဆို market အကယ်၍ higher low retracement ပြန်လာမဲ့ movement ကိုကျွန်တော်တို့ကရောက်နိုင်တယ်ဆိုတော့ထားပါတော့ဒီကောင် daily ရဲ့ resistance break out ဖောက်တော့တာ daily ရဲ့ major support ကဒီကောင် market ရောက်သွားတာ higher high ဆို market higher low ပြန်လာမယ်ဆိုတော့ higher low ပြန်လာတဲ့အချိန်မှာ market ဒီမှာတရားပြော candle တစ်ခုပေါင်းကျွန်တော်တို့ BRS engulfing candlestick နဲ့ market တောက်ကြနေညမှာအကြပဲကြခဲ့တယ်။ဘာ information ပေးလို့ market ကဒီလိုမျိုး BRS candle engulfing candlestick ဖြစ်သွားတာလဲ။ဘာလို့အကြပဲကြခဲ့လဲဆိုတော့ကျွန်တော်သွားပြီးတော့ define လုပ်မယ်။ကျွန်တော်ကိုယ်တိုင်လည်း entry ခဲ့တာပေါ့နော်ဆိုတော့ထားပါတော့ကျွန်တော်4နိုင် time frame မှာကြည့်မယ်ဆိုရင် market က resistance level တခုကို market ကစပြီးတော့ break out ဖောက်တော့တာတယ်ဆိုတော့ဒီ user ချက်က4နိုင် time frame မှာကြည့်မယ်ဆိုတော့ market က uptrend ဆိုတဲ့ user ချက်ပဲ daily time frame က higher high နဲ့ higher low ပြန်လာနိုင်တဲ့ movement ဖြစ်ပေမဲ့လက်ရှိထိ4နိုင် time frame မှာ market အသက်ပဲသွားနေတာဆိုတော့ကျွန်တော် daily time frame က higher high နဲ့ higher low ပြန်လာတယ်ဆိုပေမဲ့4နိုင်မှာလည်း uptrend ဆိုတော့ကျွန်တော်တို့အသက်ပဲ user လို့ရအောင်ပါပေါ့နော်ဆိုတော့ထားပါတော့ဒါဆို4နိုင်ရ support ကဒီကောင် market ကအကြပဲတနည်းအားပြော daily time frame က market higher high နဲ့ higher low ပြန်လာခြင်းလဲဆိုရင်အနည်းဆုံး4နိုင် support ရဲ့ major support level တခု break out ဖောက်တော့ထားမှတာလေကျွန်တော်အကြပဲပြန်ပြီးတော့ကြလာအောင်ပေါ့နော်ဆိုတော့ထားပါတော့ဒီနေရာ concept မှာဖြစ်သွားတဲ့ဟာကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးမယ်ဆိုတော့ market က higher high နဲ့ higher low ပုံစံနဲ့ market lower high ပုံစံနဲ့ပြန်ကျလာခဲ့ဒါဆိုဒီမှာ market ဘာ information များပေးလို့အကြပဲကြခဲ့တာလဲဥပမာခင်ဗျားတို့ကဒီမှာ higher time frame မှာကြည့်မယ်ဆိုရင်ကျွန်တော်ဒီနေ့ပြော4နိုင် time frame ရဲ့ time frame ပါပေါ့နော်ဆိုတော့ကြည့်မယ်ဆိုရင်ကျွန်တော်ခုနကပြောတဲ့ concept အတိုင်းပဲ market ကိုဒီမှာရှင်းရှင်းလေးကြည့်ရမှာ higher higher low ကနေ market lower high ပုံစံနဲ့ကြာခဲ့ဘာလို့ market က higher low ကနေ higher high မတက်သွားတာလဲဘာလို့ lower high ပုံစံနဲ့ကြာခဲ့တာလဲဆိုတော့ကျွန်တော်တို့ market မှာတွားပြီးတော့ confirmation တခြားကြည့်မယ်ဆိုတော့ဒါဆိုကျွန်တော်တို့4နိုင်ရ resistance အတီးကောင်အဲ့ဒါဆိုကျွန်တော်တနိုင် time frame နောက်ထပ် lower time frame ကိုဆက်ဆင်းလိုက်ဆိုတော့ lower time frame concept ကိုပြန်ကြည့်မယ်ဆိုရင် lower time frame က market ဒီမှာ higher low higher low higher low နဲ့ market တက်သွားတယ်တက်သွားတဲ့အချိန်မှာ market အမြင့်ဆုံးစီ4နိုင် resistance 4နိုင် resistance နဲ့လည်းအကုန်လုံး break out ဖောက်တော့တာ higher high ဆိုတဲ့စီနဲ့ရောက်တော့ market higher high နဲ့ higher low ပြန်လာခဲ့တယ်ဆိုတော့ higher low ပြန်လာတဲ့အခါမှာ market ဘာဖြစ်သွားလဲဆိုတော့ lower high ကနေ higher low ဖြစ်တဲ့အနည်းဆုံး high low level တခုကို market က break out ဖောက်ထွက်ထားတယ်ဆိုတော့ market break out ဖောက်ထွက်ထားဆို market ဒီ user ချက်က market 4နိုင် time frame မှာက higher high နဲ့ higher low ပြန်လာတော့မှာဆိုတော့တနိုင် time frame မှာလည်း market higher low support level 2 break out ဖောက်ထွက်ထားတာဖြစ်တဲ့အတွက် lower low ဆို market lower high ပြန်တက်လာပြီး market အကြပဲကျနိုင်တယ်ဆိုတော့ market lower low ကနေ lower high ပြန်တက်လာမယ်ဆိုဘယ်လောက် level ဒီပြန်တက်လာတယ်ကျွန်တော်သိချင်တယ်ဆိုရင်ဒီ structure မှာကြည့်မယ်ဆိုရင်ဒီကောင်ကကျွန်တော်တို့ဒီ support level တခုကို break out မဖောက်တော့ခင်ပထမအောင်ဆိုတက်ဖြစ်တဲ့ key ဆိုဒီနေ့အပြင်ခင်ဗျားတို့က candle နဲ့မကြည့်တတ်သေးဘူးဆိုခင်ဗျားတို့ line ချက်ပြောင်းကြည့်လိုက်ဒါဆိုခင်ဗျားတို့တွေ့ရမှာဒီ higher level ဒီ higher level break out မဖောက်တော့ခင်ပထမအောင်ဆိုတက်ဖြစ်တဲ့ဆိုခင်ဗျားတို့တွေ့ကြကြရင်ဒီမှာ higher high နဲ့ higher low lower high ဖြစ်ခဲ့တဲ့ဆိုဒါကျွန်တော်ခုနကပြောခဲ့တဲ့ concept နဲ့အတူတူပဲဆိုတော့sorry ကျွန်တော်ဖြတ်လိုက်ဆိုတော့ခုနကပြောခဲ့တဲ့ concept မှာဆိုရင်လည်း market ကတခုကဥမာ higher low higher high ပြီးတော့ market က lower low sorry higher low lower high ပြီးတော့မှ break out retracement နဲ့ market အကြပဲကျသွားပြန်ပြန်တက်တိုင်းဒီမှာ higher low ကနေ lower high ဖြစ်ခဲ့တဲ့ key ဆုံးဒီမှာဆိုလဲ market ကြည့်မယ်ဆိုရင် market ဒီ support level တခု break out မဖောက်တော့ခင် market က higher low ကနေ lower high ဖြစ်ခဲ့တဲ့ key ဆုံးဒီမှာဘာလဲဖြစ်လဲဆို market retest လာပြန်ထိတယ်ဒါခင်ဗျားတို့ basic concept နဲ့ပဲတည်တဲ့လူတွေအောင်ဘာလုပ်လို့ရလဲဆိုဒီမှာ higher low level တခု break out ဖောက်တယ် lower high ပုံစံနဲ့ပြန်တက်လာတယ်ဘယ်လောက် level ဒီပြန်တက်လာတယ် market ပထမဆုံးတက်ကြဖြစ်တဲ့ key ဆုံးဒီပြန်တက်လာတယ်ဒါဆိုကျွန်တော် market ကိုဒီမှာဘာလုပ်လို့ရလဲဆိုရောင်းလို့ရတယ်ဆိုတော့ကျွန်တော် stop loss ကိုဖြစ်နိုင်ဆုံးကျွန်တော် resistance မှာထားပါတခါကျရင်ကျွန်တော် market ရဲ့ liar ကို
ဒီချာလေးခက်မှန်တက်ပြီးဆို solo short ပြီးတော့ entry ဝင်လို့ရတာပေါ့နော်ဆိုတော့ထားပါတော့ဒါဆိုကျွန်တော်တို့ကဒီ resistance မှာထား market ကို basic phone line မှာခင်ဗျားတို့အလုပ်လုပ်နေတာတနားရဲ့ resistance support ကြမှာဖြစ်တဲ့နောက်ထပ် market ကျနိုင်တာဒီတနားရဲ့ support ဝင်ခြင်းအကျော်လောက်ထိပဲကျနိုင်တယ်ဒါဆိုခင်ဗျားတို့ market ကိုဒီလောက်ထိ phone line ဒါဆိုအနည်းဆုံး risk နဲ့ 1/3 လောက်ထိခင်ဗျားတို့ profit ရသွားလိမ့်မယ်ဒါက risk တော့မ short ရသေးဘူးပေါ့နော်ကျွန်တော် risk short တဲ့ new ကိုမပြောသေးဘူးဘာလို့မပြောရလဲဆိုလူတော်များတခါကျရင် basic concept နဲ့ risk အရင် short လိုက်ရင်အရင်ကိုအနေနဲ့များလို့ဆိုတော့ထားပါတော့ဒါဆို market က lower လို့ဖြစ်သွားတယ်ဘာလို့ lower လို့လဲဆိုတော့ higher low support level ကို break out ဖောက်တော့ lower high ဘယ်လောက် level ဒီပြန်တက်လာဆိုဒီမှာပထမဆုံးတကြားဖြစ်တဲ့ key zone ကိုပြန်ပြီးတော့တက်လာတယ်တက်လာပြီးတော့မှ market အကျဘက်ကျသွားတယ်ဆိုတော့ဒီအကျဘက်မကျခင်မှာ market ဘာဖြစ်သွားလဲဆိုတော့အနည်းဆက်ဆုံးဒီ time frame မှာကြည့်မယ်ဆိုရင် lower sorry ဒါက resistance break out ဖောက်တော့ higher high လို့ခေါ်လို့ရပါဘောနော် higher high နဲ့ higher low ဆိုတဲ့ support level ကို market break out ဖောက်တော့ဒါပေမဲ့ဒီ concept ရပွင့်လင်းပြောခင်ဗျားတို့ဒီကောင်ဘာအနေနဲ့ပဲတုံးလဲဆို minor အနေနဲ့ပဲတုံးလို့ရတနားရဲ့ minor ပေါ့ဘာလို့လဲဆိုတော့တကယ် major အနေနဲ့တုံးချင်တော့ရတယ်ဒါပေမဲ့အနေရရမ်းများတကယ်ကျွန်တော် lower time frame နောက်ထပ်30မိနစ်ကြည့်ပို့ပြီးတော့ရှင်းရှင်းလင်းသိရအောင်ပေါ့နော်30မိနစ်မှာကြည့် market က higher high နဲ့ higher low sorry higher high lower low ဆိုတော့ market ကဒီ support level တခုကို market ဘာဖြစ်သွားလဲဆိုတော့ break out ဖောက်တော့တာ break out ဖောက်တော့တာရေးဆိုကြ market lower low ကနေ lower high ပြန်လာတယ်ဒီမှာ lower low ကနေ lower high ဘယ်လောက် level ဒီပြန်လာဆိုခင်ဗျားတို့ line chart နဲ့ပို့ပြီးကြည့်ရင်ပိုရှင်းတယ်ဟုတ်နော်ဒီမှာ support level တခု break out မဖောက်တော့ခင်ပထမဆုံးအာယူခဲ့တဲ့ဆိုဒီမှာ higher low lower high ဖြစ်ခဲ့တဲ့ဆိုဒါဆို market တခုက A ဆုံးလောက်ဒီ market ဘာဖြစ်လဲဆိုတော့ retracement ပြန်လာတယ်ဒါ business နီလမ်းမဲ့ကျွန်တော် entry ဝင်တဲ့ပုံကိုကျွန်တော်ပြပြပေးတာပေါ့နော်ဆိုတော့ထားပါတော့ဒီ candlestick ဝင်ကျင်လောက်ဒီ market ကပြန်ပြီးတော့လာတယ်ဒါဆိုခင်ဗျားတို့ကဘာလုပ်လို့ရလဲဒီမှာခင်ဗျားတို့နောက်တစ်ချိန်ရောင်းလို့ရတယ်ဒီမှာရောင်းလို့ရတယ်ကျွန်တော်ထားပါတော့ဒီကောင် short လောက်ခင်ဗျားတို့ short ချင်တယ်ဆိုဒီ body ပိတ်လောက်ထိထားလို့ရတယ်ဘယ်လောက်ထိ phone line မှာလဲခင်ဗျားတို့ခုနက concept မှာကြည့်ခဲ့တော့ market က higher low support level တခု break out ဖောက်တော့ lower low lower high နေပြန်ပြီးတော့ lower low ကျနိုင်တဲ့ information ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ time follow လိုက်လို့ရတယ်ဒါဆိုနောက်ထပ် entry တစ်ကြောင်းတော့ 1/3 လောက်နဲ့ 3.5 လောက်ရှိမှာပေါ့နော်အဲ့လောက်နဲ့ခင်ဗျားတို့ market နဲ့ exit ဖြစ်သွားမယ်ဒါကတော့ကျွန်တော် ratio တဲ့အပိုင်းကိုပြောခဲ့ပေါ့နော်ကျွန်တော် ratio လိုက်ပြီးတော့ကျွန်တော် trade ခဲ့တာတော့ကျွန်တော်ဒီမှာတစ်ကြောင်း trade ခဲ့တယ်ကျွန်တော်ရဲ့ market structure concept ရကျွန်တော်နောက်ထပ်ဒီမှာတစ်ကြောင်း trade ခဲ့တယ်ဆိုတော့ကျွန်တော်တော့နည်းနည်း risk and you ကတော့ပိုကောင်းသွားတော့ဗောနော်အဓိက ratio တဲ့ concept နဲ့လုပ်ခဲ့လို့ဒါပေမဲ့ဒီနေ့ကျွန်တော်ခင်ဗျားတို့ပြောမှာ ratio တဲ့အကြောင်းတွေမဟုတ်ဘူးကျွန်တော်ရဲ့ analysis ကိုကျွန်တော်ပြောတာမဟုတ်ကျွန်တော်ပြောမှာခင်ဗျားတို့တကယ်လက်တွေ့ market မှာဒီ concept တစ်ခုနဲ့တော့ခင်ဗျားတို့ entry တွေရှာကြည့်ဒီကတော့ trend line ဆိုတဲ့အရာကိုတခြား major minor ခွဲတက်အောင်လုပ်ပါတော့ဒီမှာလဲ user ချက် market resistance level တခု break out ဖောက်တော့ higher high နဲ့ higher low ပြန်လာတဲ့နိုင်တဲ့ level ဘယ်လောက်ထိပြန်လာမလဲဆိုခင်ဗျားတို့ Fibonacci 3 သမားဆို swing low swing high ဆိုကျွန်တော် Fibonacci 3.68 level ထိပြန်လာနိုင်အဲ့ဒီ user ချက်တွေကြောင့် market က higher low support level တခု break out ဖောက်တော့ lower low lower high ပုံစံနဲ့ခုလေးပြောဒီကောင် counter trade ပုံစံနဲ့ trade တာပေါ့ဒါပေမဲ့ market လာရမှာ higher high နဲ့ higher low ပြန်လာတဲ့ user ချက်ကြောင့်ကျွန်တော်တို့ဒီမှာပထမဆုံးတက်ဖြစ်တဲ့ key zone define နဲ့ရောင်းလို့ရတယ်ပြီးတော့ဆိုဒီမှာ higher low support level တခုကိုနောက်တစ်ချိန်ထပ် break out ဖောက်တော့ဒီမှာ lower low lower high ပုံစံနဲ့နောက်တစ်ချိန်ပြန်ရောင်းလို့ရတယ်ဒါကခင်ဗျားတို့ basic နဲ့ trade anti ရှာတဲ့ရှာပုံရှာနည်းကိုကျွန်တော်ပြောပြတာဒါက down trend ဆိုတဲ့ structure market မှာဒီတောက်ကြနေမှာဖြစ်ခဲ့တဲ့ structure ကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးတာပေါ့နော်တကယ်လို့ခင်ဗျားတို့ကတကယ်လက်တွေ့အသုံးချတတ်တဲ့ခင်ဗျားတို့ကတိယုံတိတာမဟုတ်ဘဲနဲ့တကယ် reality market မှာအသုံးချတတ်သွားပြီဆိုရင်ဒီလိုမျိုး basic concept နဲ့တောင် entry ပေါင်းတစ်ပတ်အနည်းဆုံးတစ်ကြောင်းနှစ်ကြောင်းတော့အသာလေးရတယ်အဲ့ဒီတစ်ပတ် entry ပေါင်းတစ်ကြောင်းနှစ်ကြောင်းအနည်းဆုံးဒါကျွန်တော် rate မလျှော့ပြရသေးဘူးเนาะအနည်းဆုံး 1/3 လောက်ရတယ်ဒါ basic concept နဲ့ပဲပြောပြရတယ်ဒါပေမဲ့လူတော်များကျွန်တော်ပြောတော့ပေါ့တခါကျရင်တိယုံတိကြတာလက်တွေ့အသုံးမချတတ်တဲ့ပြဿနာတွေကြုံနေရတယ်အဲ့ဒါကြောင့်ကိုတိုင်ရောလက်တွေ့ market မှာအသုံးချတတ်အောင်ပြီးခဲ့တဲ့ history က market data မှာကျွန်တော်ဒီနေ့ပြောပြတဲ့ basic concept လောက်ခေါ်တဲ့ key zone define တဲ့ market ဘယ်လောက်ထိ retracement ပြန်လာရင်ငါတို့ဘာလုပ်လို့ရလဲဆိုတော့ခင်ဗျားတို့လိုက်ရှာကြည့်ကြည့်ဒါကလုံးဝ powerful ဖြစ်ဆုံးတော့ market မှာတကယ်ကို powerful ဖြစ်ဆုံးခင်ဗျားတို့ rate တာ short တက်သွားပြီဆိုရင်ဒီလို trade anti တစ်ကြောင်းကအနည်းဆုံး ratio 4 အထက်ဖြစ်သွားလိမ့်မယ်ဒါ risk မလျှော့ရသေးလို့ပေါ့နော် risk short တက်သွားပြီဆိုရင်အဲ့လောက်ထိဖြစ်သွားလိမ့်မယ်ဒါပေမဲ့လူတွေတော်တော်များများတခါကျရင်ဘာလုပ်ကြလဲဆိုတော့ social media ဟာကိုပဲရောင်းနေကြတယ်ဟိုလူက concept ကပိုကောင်းလို့ဒီလူက concept ကပိုကောင်းလို့ဆိုပြီးပြောနေကြတာတကယ်ခင်ဗျားတို့ကဘေး concept မဆိုသူ့ဟာနဲ့သူအလုံးလုံးနေတာဖြစ်တဲ့အတွက် base strategy မဆိုလဲသူ့နီလန်သူ့နီးစနစ်နဲ့အလုံးလုံးနေတာဒါပေမဲ့ခင်ဗျားတို့က base strategy ပဲလေ့လာခင်ဗျားတို့ကတိယုံနဲ့မလုံလောက်ပါဘူးကိုရိုင်းရောတကယ်လက်တွေ့ market မှာအသုံးချနိုင်အောင်စူးစမ်းကြည့်ဒါဆိုရင်ခင်ဗျားတို့ market မှာ result တစ်ခုရလာမယ်အဲ့ဒီ result တစ်ခုကြောင့်တင်ခင်ဗျားတို့ဒီ trade ဆိုတဲ့ career လမ်းကြောင်းမှာရည်ရှိသွားနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်သွားလိမ့်မယ်နောက်တစ်ခုကကျွန်တော်မှာချင်တာကတော့ဒီ short term loss တွေကိုမခံနိုင်ဘဲနဲ့ trade တွေဝင်လာပါနဲ့ short term loss ဆိုတဲ့အရာကတနည်းအားဖြင့်ကျွန်တော်တို့ရေတူဆုံးရှုံးမှုတွေကိုမခံနိုင်ဘူးဆိုရင်ကျွန်တော် trade ဒီမှာရည်ရှိသွားဖို့ကဘယ်လိုမှအဆင်မပြေဘူးခင်ဗျားတို့ social media မှာတွေ့ရမယ့် concept တွေနဲ့တွားပြီးတော့ထားပါတော့ဒီတစ်ပတ်သူဘယ်လောက်ရသွားလဲဟိုလူကဘယ်လောက်ရသွားလဲဆိုတော့ FOMO တွေနဲ့တွားပြီးတော့အလုံးမလုံးနဲ့အခါကျရင်ကိုယ့်ကိုယုံကြည်မှုပျောက်လာမယ်အဲ့လိုမျိုးအခါမျိုးဖြစ်သွားပြီဆိုတော့ကျွန်တော် trade ဒီမှာ
ကိုယ်တိုင်ရက်တီရအရန်ခတ်သွားလိမ့်မယ်ဟုတ်နော်ဒါဆိုရင်တော့ဒါဒီနေ့ကျွန်တော်တို့ပထမအဆုံးတက်ကြဖြစ်တဲ့ key zone define ကျွန်တော်တို့ရဲ့ basic entry room ကိုဘယ်လိုမျိုးအတက်ကြဖြစ်တဲ့ zone ကို define လုပ်တာလဲ market တစ်ခုက lower လို့ဒီမှာဆိုကြည့်လိုက်ရင်တော့ lower time frame မှာနည်းနည်းရှုပ်တာပေါ့နော်ကျွန်တော်ခုနကပြောတဲ့အနည်းဆုံးကျွန်တော်တို့4နိုင် time frame လောက်ပြန်တက်လိုက်မယ်ဆိုဒီမှာ market ကိုကြည့်လိုက်လေ market က higher high နဲ့ higher လို့ lower high ကနေ lower လို့ပြန်သွားဘာလို့သွားရလဲကျွန်တော်တို့ lower time frame မှာ confirmation က market higher လို့ support level တခု break out ဖောက်တော့ lower လို့ lower high ပထမဆုံးတက်ကြဖြစ်တဲ့ key zone ကြီးပြန်တက်လာတော့ market အကျဘက်သွားတယ်ဒီမှာလဲ market အကျဘက်သွားတဲ့အချိန်မှာ support level တခု break out ဖောက်တော့ lower လို့ lower high ပထမဆုံးတက်ကြဖြစ်တဲ့ key zone define လုပ်ပြီးတော့ market ပြန်ပြီးကျသွားဒါအလွယ်လေးသိလားဒါပေမဲ့လူတော်များတစ်ခါကျအလွယ်တွေမိနေတတ်ကြတယ်တခါကျ powerful မဖြစ်ဘူးလို့ထင်ကြတာလည်းမဟုတ်ဘူးပေါ့နော်လက်တွေ့ market မှာကိုရိုင်းကအသုံးချဖို့နည်းနည်းလူစားချက်တွေလိုနေတာနည်းနည်း experience တွေလိုနေတာလည်းပါတယ်နောက်တစ်ခုကကိုယ့်ကိုယုံကြည်မှုအားနည်းနေတာပေါ့အဓိကတော့ခင်ဗျားတို့အသုံးပြုတဲ့နည်းစနစ်တစ်ခုကိုယုံကြည်မှုအားနည်းလာတဲ့အခါမျိုးမှာဘာလုပ်သင့်တယ်ဆိုတော့ bad destiny တွားလုံးကြည့်ပြီးခဲ့တဲ့ market တစ်ခုမှာခင်ဗျားတို့အသုံးပြုတဲ့နည်းစနစ်တစ်ခုကဘယ်လောက်ထိ powerful ဖြစ်လဲအခါကျခင်ဗျားတို့အသုံးပြုတဲ့နည်းစနစ်ကိုကိုရိုင်းကယုံကြည်မှုရှိလာပြီဆိုမှကျွန်တော်တို့က trade တဲ့ entry တွေကသုံးပြချက်တွေချခါကြရင် decision တွေမှန်သွားမယ်မဟုတ်ဘူးဆိုရင်တော့အရန်ကိုဒုက္ခများသွားမှာအရန်ကိုဒုက္ခများတာပေါ့နော်ကျွန်တော်ထားပါတော့ဒါကတော့ကျွန်တော်တို့ပြီးဆုံး define နဲ့ဘယ်လိုမျိုး anti ဝင်ရဲဆိုတဲ့ကိစ္စကိုကျွန်တော် sharing လုပ်ပေးတာပေါ့နော်ဒါလိုမျိုးပုံစံနဲ့ခင်ဗျားတို့ market မှာလိုက်ရှာကြည့်တကယ်ကို powerful ဖြစ်တယ်တကယ်ကိုအလကားနေခင်ဗျားတို့တော်တော်များများ trade entry တခုတစ်ပတ်အနည်းဆုံးတစ်ကြောင်းနှစ်ကြောင်းလောက်ရတယ်တကယ်ပြောတာအလုပ်လုပ်တဲ့ရင်ပြောတာအလုံးမလုပ်တဲ့ဘူးဆိုရင်တော့ result မရဘူးအလုပ်လုံးမှ result ရမှာဆိုတော့ကိုယ်တိုင်က try ကြည့်ပါဒါဆိုရင် market ကနေအနေထားတစ်ခုရောက်လာပါလိမ့်မယ်ဆိုတော့ဒီဘက်တော့ဒါပါပဲဆိုတော့ဒါဆိုရင်တော့အားလုံးဘိုင်ဘိုင်ပါ